ရင်ခုန်တဲ့မင်းသက်လေးနဲ့နားထောင်မအောင်စီစုံနာမောင်ရဲ့ချလေးမောင်လာကိုပေးဆွဲချရဆိုရင်လေတိတ်ပန်ရွယ်ယူထားပြီးစီးကြောင်းတရားကိုမမညာလိုက်ပိုးခံရတဲ့ချင်းမမဟုတ်လားပြိတ္တကြီးရဲ့ဆက်လက်၍ပွဲစဉ်နှင့်အနေဖြင့်ဘရင်နောင်တင်းကိုစားပြုပြိုင်ပွဲဝင်မအေးအေးအောင်ကအစိုးတင်သွင်းပြောချတော်မှာဖြစ်ပါရဲ့ခင်ဗျာရွှေပွဲလာပြိတ္တပေါင်းတို့ကျန်းကျန်းမာ၍တာပါစားလားရှင်ယခုလုံးမင်္ဂလာညနေခင်းလေးမှာကျင်းပပြုလုပ်တဲ့မြန်မာစာနှုတ်မှုဆွေးရင်ပြိုင်ပွဲသို့ကြွရောက်လာကြပါတော့ဂုံချက်တီဖျားဖျားနဲ့ပြည်စုံနေကြတော့ဒိုင်လူချင်းမင်းများနန်းဆန်တော်လာပါရှင်ကျမတို့ရဲ့ကျောင်းဆရာမကြီးဒေါက်ခင်မင်းတန်းစီနာဝါနာအရင်ခံဖြစ်တင်ကြားပြသပေးပါတော့ဆရာဆရာမများဘွားကျွဲကျိုးကျိုးဆဆတိုက်ပွဲဝင်နေကြတော့ကြီးထွဲကုကုမများနဲ့မနှောမြေမှာသဘောရှိချရတော့တဲ့ကုန်းကြီးရှိအပရိတ်များအားလုံးဘရုံမရှိကြပန်းလို့ရှင်လဲချမ်းမြေနိုင်ကြပါစေလို့ဥစားထမစမကောင်းတောင်းချရပါရှင်ကျမတော့ပညာရေးကိုင်းခက်တွေဝေးပြဆလွင်နေပြီးအရေးအာဝါဒကောင်းစောပေးနိုင်တော့ပညာဘက်ကိုပိုင်ထက်တဲ့ကြောင်းဧကဓမ္မကျမ်းတွေပညာတို့ရတောက်တုံနေပါတော့မနှောမြေကိုကုန်းဆောင်မဲ့အပြောချိုချိုအသားညွညွညီတူကငေးရရဲ့ဖားကဲသူလေးကျမမတ်အေးအေးအောင်ပဲဖြစ်ပါရဲ့ရှင်ကျမရဲ့နေပါဝင်ရှင်ပြိုင်တော်မဲ့အဆုကောင်းစင်လေးရတော့တိတ်ပံပညာဒီဝိဇ္ဇာပညာချက်လူလောကကိုပိုး၍အကျိုးပြုတည်ဟူသောအဆိုကိုအထောက်ထားခိုင်ခိုင်မာမာနဲ့ထောက်ခံတင်ပြတော်မှာပဲဖြစ်ပါရဲ့ရှင်ကျမတို့ကျောင်းသူကျောင်းသားတွေအထက်တန်းဆင်ရောက်ပြီးဆိုတာနဲ့တီတီချာချာစဉ်းစားရတဲ့ကိစ္စတွေကိုရှိပါရဲ့ရှင်အဲ့ဒါကတော့တိတ်ပံရမလားဝိဇ္ဇာရမလားဆိုပြီးအကျက်ရိုက်နေရမျိုးပေါ့ရှင်ပြိတ္တကြီးတို့ရေရွေးချယ်မှုမှာဘလောက်ကြည်နာတယ်ဆိုတော့ပြိတ္တကြီးတို့အသိဆုံးဖြစ်မှာပါနော်ကျမပြိတ္တကြီးတို့တခုပြောပြမယ်ရှင်ယခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာလေတိတ်ပံပညာဆိုတာကကျမတို့လူသားတွေမဖြစ်မနေလိုအပ်နေတဲ့အိတ်သူနဲ့အိုသူပါနီးပညာဆိုတာလေအဲ့ဒီတိတ်ပံပညာရဲ့ကိုအခြေခံထားတဲ့အဆောင်တစ်ခုဆိုလဲမဟုတ်ပါရှင်ကျမတို့ကဘာကြီးခင်မီတိုးတက်နေတာတိတ်ပံပညာကြောင့်ရှင်ဝိဇ္ဇာပညာကြောင့်မဟုတ်ရပါဘူးရှင်ကျမတို့တိတ်ပံပညာဘလောက်တောင်နဲ့နေလဲဆိုရင်လေတစ်ပင်ပေါ်ပန်းဒီလေးတစ်လုံးကျွေကြရဟာကပါနေကြီးဆွဲအားဆိုတဲ့အကြောင်းဖော်မြူလာထုတ်ပြီးယခုခေတ်တွင်ကြဲကြဲအသုံးပြုနေရပါဒါရင်ကြရပါဦးရှင်တိတ်ပံပညာလေတနေ့လူတန်းပေါင်းများစွာရဲ့အသက်ကိုကဲတင်ပြောင်းနေတာမကခင်မီတိုးတဲ့နေရာဆောင်နေတဲယူဖို့ဆောင်ရင်းနေပြိတ္တကြီးတို့နေ့စဉ်နဲ့များခြေသားပြင်စင်နေတဲ့တက်ခန်းနေတဲ့မိတ်ကက်တွေနဲ့စေဝါရီယာဆိုရင်လေတိတ်ပံပညာကိုအခြေခံပြီးဖော်ထုတ်ထားတဲ့ယာရီကြီးပါပဲကျမတို့တိတ်ပံမာရမရှိဝိဇ္ဇာဓမ္မတွေကအခုချိန်ထိလဲလျှောက်နေအောင်ပါမချစ်တဲ့လူချစ်မိလို့ခံစားရတဲ့ဖြစ်ချက်တိတ်ပံတွေထဲဝိဇ္ဇာတွေကိုရွေးချယ်လို့နောင်တရတဲ့ဖြစ်ကတပွားရှုံးပါရဲ့ရှင်ဝိဇ္ဇာပညာဆိုအားလေစောက်ထဲပါရပါစာရီနာအောက်ပြီးခနဲ့အိမ်သားရှစ်အိမ်သားအသေးအော်ချက်ဒီအချက်ဒီအပြစနစ်ကြီးပါသူတို့မှလေလက်သွေးစံတမှုသွေးခေါ်စစ်စားမှုစာပါဆိုပါမနာမသိပါဘူးရှင်တိတ်ပံလို့သွေးခေါ်စစ်စားမှပြင်းလို့ဝိဇ္ဇာယူကမှနလပိန်းလုံးဖြစ်သွားတဲ့အဖွေကတက်ကိုရှိပါသေးရဲ့မအောင်လို့တမိုင်းတင်ရရဲ့ဆွဲဆိုးစကားလေးနဲ့ပြောလိုက်ပါဦးမယ်ဝိဇ္ဇာယူထားတဲ့ကုမများရှင်ကျမတို့မြန်မာနိုင်ငံတော်ကြီးဘယ်နှစ်ခုနှစ်မှာတွတ်ကြုံဘွားကိုကြားရောက်ခဲ့ပါလဲရှင်အော်ခုတော့မှကောင်းကောင်းစဉ်းစားနေတဲ့လူတွေကခက်များကျမနိုင်ငံတော်ရင်လေးလိုက်တာရှင်ဝိဇ္ဇာယူထားတဲ့ကုမများပြောကြပါသေးရဲ့ငါတို့ကဝိဇ္ဇာယူထားမလို့ကြီးထွဲဆောင်မှုပဲတက်တောင့်တက်တာနဲ့အောင်မြင်နိုင်ပါတယ်တဲ့ဒီပြောရကိုကြည့်လေဝိဇ္ဇာဓမ္မတွေကရွှေဘုံအိမ်နဲ့စက်မြဲအတွက်စုံရည်တာခိုင်အချောက်လိုက်နေကြတဲ့တွေဆိုအပြောနဲ့တက်တည်ပြောင်းရမယ်မဟုတ်လားပြိတ္တကြီးရောရဲ့ညီမလိုဖြေရတဲ့စာကိုကြားကြရဲဆိုတာတော့ကျမတို့နိုင်ငံကုန်သိက္ခာကိုကြားစင်းစရာနဲ့တူတူပါပဲကျမဒီလိုလူတွေကလေကျမတို့လူတော့ကအကျိုးပြုမယ်ဆိုတော့ကျမတိတ်ကိုရည်စနာဖို့ရှင်
ကျမအခုလိုပြောနေရောလေစီအောက်ကပြိတ်တဲ့ကြီးကထိုင်မတာထမတာနဲ့ကျမကိုမြစ်တာဖို့နေမလားတော့မသိပါဘူးကွယ်ရင်ခုန်တဲ့မင်းတဲ့လေးနဲ့နားထောင်မအောင်စီစုံနာမောင်ရဲ့ချလေးမောင်လာကူပေးဆွဲချရဆိုရင်လေတိတ်ပန်ရွယ်ယူထားပြီးစီချောင်းတရားရဲ့ကိုမမညာလိုက်ပိုးခံရတဲ့ချင်းမမဟုတ်လားပြိတ်တဲ့ကြီးရဲ့ဝိစာတွေယူပြီးတကရိုတရားရဲ့ကိုမမမြောက်တော့ဖော်ကျူးကြဘာချင်းမှမရှိဘူးနော်ကျမတို့တိတ်ပန်ပညာရဲ့ဆိုတာလေတွေးလေအကြံထွက်လေဆွဲစကားနဲ့ပဲအောင်မြင်မှုပန်းတာကိုစုခုနေရပါဥမပြောရရင်တော်မဲ့အဒီစင်းတို့အိုင်းစတိုင်းတို့ဂရိဟဘဲတို့ရာကြီးလိုက်ပါတော့ရှင်ဝိစာပညာရှင်တွေပြတဲ့မိုးလေဝသပညာရှင်တွေရောလေပြည်ရီတက်တိကျမှန်ကန်တဲ့တင်းနဲ့ကောင်ပေးနိုင်ကြပါဘူးဥမပြောရရင်နက်ဖြန်ဘေဒီတာမှာလေးစင်နမောင်းအကြီးကျယ်တိုက်ပါမယ်လို့ DVB တို့မြဝေတွေတို့မှာကျင်ညာပြီးတကယ်နက်ဖြန်လဲရောက်ရောနေစစ်တောက်ပူနေရမျိုးကြီးပေါ့လေအော်ပြည်ယူတွေကိုကျင်းတောက်ကျွေးနိုင်ဆိုပညာရှင်တွေပဲမဟုတ်လားပြိတ္တကြီးရောရေကျမဒါရင်ပြနေပါဘူးရှင်နေတွေတရားလူကြီးတွေဟာဆိုရင်လေပြည်သူတွေတရားမျှတမှုကိုရှာပေးဖို့နည်းနည်းတနာကြီးရဟင်ပတ်ပါဆိုရစကားတိုင်းသူတို့အကက်ဖောင်းမှုအတွက်လုံပန်းနေကြတဲ့သူတွေကတရားရခိုင်နှုန်းမှာ99.9%ခိုင်နှုန်းပဲမဟုတ်လားပြိတ္တကြီးရောရေကျမပြောရတဲ့ချက်တွေကိုလေပြိတ္တကြီးတို့ကပစိုးအောင်နောက်နဲ့မစားပဲပညာရှိအောင်နောက်နဲ့စဉ်းစားမိတာဆိုရင်တိတ်ပန်နေညလူလောကကိုဘလောက်ကြိုးပြရဲဆိုတာလူမဲကိုထုံးတုတ်ထားလို့ကွတွေးမြင်နိုင်မှာပဲဖြစ်ပါရဲ့ဒီဆက်များကြောင့်ပဲကျမတော့တိတ်ပန်ပညာတွေဝိဇ္ဇာပညာချက်လူလောကကိုပိုး၍အကျိုးပြုနေဟုသောဆိုကိုအထောက်အထားခိုင်မမာနဲ့ထောက်ခံတင်ပြလိုက်ရပါရှင်နာတော်တာစင်မကြပါတော့တူတယောက်စီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါရဲ့ရှင်